你好，明白吗？ဒီဗီဒီယိုလေးကစမှာဆိုရင်တော့ ESK2 lesson 1ရဲ့ဖတ်စာတွေကိုအတူတူလေးလာတော့ကြမှာဖြစ်ပါတယ်เนาะအဲ့တော့အခုကASK2 เนาะ ASK2 မှာသူကဒီမှာဖြင်းရင်းလေးတွေထည့်ထားပြီးတယ်နောက်တန်းကြည့်လာလို့ရှိရင်ဒီဖြင်းရင်းလေးတွေကမပါတော့ပါဘူးเนาะအဲ့တော့အတန်းငယ်တဲ့အချိန်မှာစာကိုပိုင်နိုင်အောင်လုပ်ပါเนาะစကားလုံးလေးတွေကိုမိပြနေเนาะအဲ့တော့ကြည့်အောင်我要去北京旅游မြန်မာလိုအရင်ရှင်းပြမယ်เนาะမြန်မာလိုရှင်းပြမယ်ပြီးလို့ရှိရင်အတန်ဖိုင်ဖွင့်ပြမယ်အဲ့ဒါကိုလိုက်နားထောင်ပြီးတော့မှဖတ်နိုင်ရမယ်เนาะစာဖတ်နိုင်ရမယ်เนาะအဲ့တော့အရင်မြန်မာလိုရှင်းပြမယ်我要去北京旅游เนาะငါ北京ကိုသွားပြီးတော့မှအလဲခီးထွက်မယ်အပျော်ခီးတွားမယ်เนาะအပျော်ခီးထွက်မယ်你觉得မင်းအထင်ကမင်းရဲ့အထင်က什么时候去最好ဘယ်ချိန်သွားရင်ပို့ပြီးတော့ကောင်းမလဲ什么时候去เนาะဘယ်ချိန်လောက်သွားရင်ပို့ပြီးတော့ကောင်းမလဲညာလား9月去北京旅游最好9လပိုင်းဆိုရင်北京ကိုအလဲသွားတာအကောင်းဆုံးပါပဲအသင့်တော်ဆုံးပါပဲအေကပြန်မေးလိုက်တယ်为什么ဘာလို့လဲဘာလို့9လပိုင်းလဲเนาะအဲ့တော့ B ကပြန်ဖြေလိုက်တယ်9月的北京天气9လပိုင်းဆိုရင်北京ရဲ့天气เนาะတော့ဆိုတာရဲ့အတိတ်ပဲเนาะ9月的北京天气9လပိုင်းမှာဆိုရင်ဒီရဲ့北京မြို့ရဲ့ရာသီဥတုဟာ不冷也不热မပူဘူးမအေးဘူးနေလို့အသင့်တော်ဆုံးနေလို့အကောင်းဆုံးရမယ်နော်အဲ့တော့ A ကပြောတယ်ငါပေကျင်းကိုလေခီးထွက်မလို့နေအထင်ဘယ်နှလပိုင်းကအကောင်းဆုံးလဲ B ကပြန်ပြောတယ်9လပိုင်းတွားတာကအကောင်းဆုံးပါပဲ A ကပြန်မေးတယ်为什么ဘာလို့လဲနော် B ကပြန်ပြောတယ်ပေကျင်းရဲ့9လပိုင်းရာသီဥတုဟာဆိုရင်မပူဘူးမအေးဘူးဟုတ်လားအဲ့တော့ဒါလေးကိုမြန်မာလိုနားလည်သွားပြီလို့ယူဆတယ်အတန်နားထောင်ကြမယ်နော်အတန်နားထောင်ရင်လိုက်ပြောမယ်နော်第一课9月去北京旅游最好 Lesson 1 September is the best time to visit Beijing 课文1在学校 Text 1 In the school 我要去北京旅游你觉得什么时候去最好9月去北京旅游最好。为什么9月的北京天气不冷也不热。ရမယ်နော်အဲ့တော့အခုအတန်ဖိုင်ကိုနားထောင်ပြီးပြီဆိုတော့ပြောရမယ်နော်ဖတ်ရမယ်ဒီဟာကိုဖတ်ရမယ်နော်我要去北京旅游你觉得什么时候去最好9月去北京旅游最好为什么9月的北京天气不冷也不热ဖြင်းလေးရေးထားပြီးတယ်မြန်မာလိုလည်းရှင်းပြထားပြီးတယ်အတန်ဖိုင်လည်းဖွင့်ပြထားပြီးတယ်เนาะအဲ့တော့ဒီတစ်ပုဒ်ကိုအနည်းဆုံး3ခေါက်လောက်ဖတ်ပါเนาะအလွတ်ရစရာမလိုဘူးเนาะဒါတိုင်းကြည့်ပြီးတော့ဖတ်ရမှာဖတ်နေရင်လည်းမြန်မာလိုနားလည်အောင်လုပ်ပါเนาะပြီးရင်ဒီဖြင်းရင်းလေးတွေကိုကြည့်ပြီးတော့ဖတ်တာပဲဖြစ်ဖြစ်စာလေးတွေကိုကြည့်ပြီးတော့ဖတ်တာပဲဖြစ်ချောချောမွေ့မွေ့လေးဖတ်နိုင်အောင်လို့လေ့ကျင့်ပါဟုတ်ပြီเนาะဒါကတော့ဖတ်စာ1ပဲဖြစ်ပါတယ်